တော်ရိုင်းငှက်တွေကချိန်နေကြစကားတွေကိုတင်ယူကြဖို့မိတ်ဆွေကကြေကွဲစရာစကားတစ်ခုခုကိုပြောလိုက်မိပါကမိတ်ဆွေရဲ့ချက်တူတွေဟာအဲ့ဒီစကားလုံးကိုအတိအကျပြန်ပြောနိုင်ပါတယ်ဒါအပြင်အဲ့ဒီချက်တူတွေဟာလွတ်သွားရင်တခြားငှက်တွေကိုလည်းအဲ့ဒီချိန်နေကြစကားလုံးကိုတင်ပေးနိုင်ပါတယ်ဘာလို့လဲဆိုတော့ချက်တူတွေဟာတဘာဝအရာသူတို့အများဆုံးကြားရတဲ့အတန်တွေကိုတူပပြောတတ်လို့ပါတောထဲမှာဆိုရင်သူတို့ပြောတဲ့အတန်တစ်တွေကိုပြသရင်ပို့ပြီးတော့တယ်လို့ထင်ရတတ်ပါတယ်ဒီလိုနဲ့မကြခင်မှာပဲတခြားငှက်တွေကလည်းအဲ့ဒီစကားလုံးတွေကိုမြန်မြန်ကြီးတူပပြောပြီးသူတို့ရဲ့ငှက်ကလေးတွေကိုတောင်တင်ပေးကြပါတယ်ဆိုလိုတာကငှက်အုပ်တအုပ်လုံးဟာမိတ်ဆွေရဲ့ချိန်နေကြစကားလုံးတွေကိုတင်ယူသွားနိုင်တယ်ဆိုတာပါပဲသူမဟာနှာချီလိုက်တဲ့အချိန်မှာမေယိုရဲ့လုံးဝန်းနဲ့အစွန်းဟာအစ်စ်ခွက်ထဲကနေရှော့ထွက်သွားခဲ့ပါတယ်ပြီးရင်ပတ်ဝန်းကျင်ကစက်သားတွေမှာတင်းကျပ်သွားပြီးအယိုးကိုနေရာတကျပြန်မတင်နိုင်ပဲသူမရဲ့မေယိုဟာဟာပီးပွင့်နေခဲ့ပါတော့တယ်ဒီတော့ဆေးရုံမှာဆရာဝန်တွေကတက်မှန်ရိုက်ကြည့်တဲ့အခါအယိုးစစ်လွဲနေကြောင်းတွေ့ရှိခဲ့ရပါတယ်ဒါကြောင့်သူမဟာနာရီပေါင်းများစွာမေယိုဟာပီးပွင့်နေရင်စောင့်ဆိုင်းခဲ့ရပြီးနောက်ဆုံးမှာသူမကိုစိတ်ငြိမ်စေပေးခဲ့ရပါတယ်ပြီးရင်ဆရာဝန်လေးဦးကတွန်းအားပေးကဆွဲဆန်းလှုပ်ဆောင်ပြီးနောက်အယိုးဟာနောက်ဆုံးမှာအစ်စ်ခွက်ထဲကိုပြန်ဝင်သွားခဲ့ရပါတယ်